င်းစစ်မျက်နှာကိုစစ်တနန်းရဲတူပေးထားသူများကိုစရိုက်ပုံနေပြီးတရားပြင်းထန်ရတပ်သားများလည်းပသိမ်စေတက်ကိုနေစဉ်ပြန်ရောက်ဆွဲတဲ့လေးကိုတင်ဆက်ပေးပါမယ်။အေယာဝတီတိုင်းတွင်ရှိမြို့နယ်လေးခုထပ်မနေတွင်စစ်ကော်မရှင်နှင့်အေးအပါဝင်ဒေသတော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကော်မရှင်ဘက်မှထိနာနေကြောင်းသိရပါတယ်။တပ်သားလိုအပ်ချက်ကြောင့်စစ်ကော်မရှင်ကရဲတူတင်နန်းပေးထားသည့်စမှုထမ်းစစ်သားတွေများကိုတိုက်ပွဲဖြစ်ပွားရာတာပေါင်းလေးမျက်နှာရေကြီးအင်္ဂပူနဲ့ပသိမ်မြို့နယ်များသို့ပို့ဆောင်နေကြောင်းတရင်ထူတပ်ဖွဲ့ပသိမ်ထံမှသိရှိရပါတယ်။ပသိမ်မှာတော့နေတိုင်းလေရင်တွေတက်တယ်။မနက်ကတည်းကပို့ဆောင်ရေးဟရင်တစင်အရှိဘက်ကိုတက်သွားတယ်။လေးမျက်နှာနဲ့တာပေါင်းဘက်တော့တိုက်ပွဲကြနေကြနေရပါတယ်ဟုပသိမ်ဒေသခံတို့ကပြောပါတယ်။ရှေ့တန်းစစ်မျက်နှာများတွင်အထင်သာနေသည့်စစ်ကော်မရှင်ကတရားပြင်းထန်ရလာသည့်တပ်သားများကိုပသိမ်စစ်မြေပြင်စစ်တပ်ရင်မဆာရလေးတို့ပို့ဆောင်နေကြောင်းသိရပါတယ်။ပြီးခဲ့သည့်ဒီဇင်ဘာလနောက်ဆုံးပတ်တွင်စစ်မျက်နှာပြင်၌တရားရလာသည့်စမှုထမ်းတပ်သား19ဦးကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်မဆာရလေးတို့ပို့ဆောင်ထားကြောင်းမိသားစုဝင်များကိုအကြောင်းကြားသည်ဟုဆိုပါတယ်။အဆိုပါတပ်ဖွဲ့ဝင်များမှာပသိမ်နာတာခရွှေမြင့်တဲ့အမတ်6စစ်အခြေခံလေးချင်းတပ်မှဖြစ်ပြီးမဆာရလေးတို့ရောက်ရှိလာခြင်းမရှိပေ၎င်းတို့မှာခြေထောက်ဖြတ်ရမည်သူများပါဝင်အရေးပေါ်စေဝါကုသပေးရန်လိုအပ်နေသူများဖြစ်ကြောင်းသိရပါတယ်။လက်တလုံးတွင်အေယာဝတီတိုင်းတွင်ရှိမြို့နယ်ကျွန်း၌တိုက်ပွဲများပြင်းထန်နေကရှိတဲ့စစ်မျက်နှာပြင်ကိုစစ်မှုထမ်းတပ်သားများအားစီကာမပေးဘဲတက်ခိုင်းတာကြောင့်အသေးပြောင်များကအလောင်းမြင်မကောင်းနိုင်သည့်နေရာများရှိကြောင်းသတင်းမြင့်များထံမှသိရှိရပါတယ်။ဒုတိယပုံအနေနဲ့တက်ဆက်ပေးတဲ့သတင်းကြောင်းလေးကတော့ဝက်လက်အင်တာငါကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးအမျိုးသမီး၄ဦးကိုအုပ်စုဖွဲ့မတိန်ပြုခြင်းပြည်သူ6ဦးကိုလည်းလူသားတိုင်းဖြစ်ဖန်ဆီးကနေအိမ်များလည်းမိရှုပ်ဖျက်ဆီးဆွဲတဲ့လေးကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်အင်တောင်ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးအမျိုးသမီး၄ဦးကိုအုပ်စုဖွဲ့မတိန်ပြုခြင်းကပြည်သူ6ဦးကိုလည်းလူသားတိုင်းဖြစ်ဖန်ဆီးပြီးနေအိမ်များကိုလည်းမိရှုပ်ဖျက်ဆီးသွားကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ဒီဇင်ဘာလကုန်ပိုင်းမှာစတင်ပြီးဝက်လက်မြို့နယ်အရှိတောင်ချမ်းရှိရှင်မကားရွာမှာထလာတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်အင်တောင်ရွာကိုဝင်ရောက်စီးနင်းပြီးအမျိုးသမီး၄ဦးကိုအုပ်စုဖွဲ့မတိန်ပြုခြင်းပြီးကိုဝင်တားဆီးများပါထုတ်ပေးသွားကြောင်းထို့အပြင်ကျွေးရနေပြည်သူ6ဦးကိုလည်းစစ်တပ်ကလူသားတိုင်းအဖြစ်ဖမ်းဆီးသွားကြောင်းသိရပါတယ်။ရင်းစစ်ကြောင်းသည်ဇန်နဝါရီလ3ရက်နေ့တွင်ဝက်လက်မြို့နယ်အရှိမြောက်ချမ်းရွာတရွာကိုထပ်မံဝင်ရောက်စီးနင်းခဲ့ပြီးပြည်သူနဲ့အိမ်လေးလုံးနဲ့မိဖို့ချောင်း3လုံးတို့ကိုလည်းမိရှုဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။